Porter ကသူထင်ထားတာထက်ပိုပြီးအရေးချင်းရှိနေပါတယ်။ဘာပဲဖြစ်ဖြစ်ဒီနေ့သူတို့နိုင်ခဲ့တဲ့ငွေကြေးပမာဏကမဆိုးလာပါဘူး။ဒါပေမဲ့ဒီလောက်အထိရုပ်တဲတွေဖြစ်သွားပြီးတဲ့နောက်မှာတော့လောင်းကစားရုံတွေကိုဆက်သုံးဖို့ခက်ခဲသွားပါလိမ့်မယ်။ဒီအကြောင်းကိုအသာထားပြီးသူကလောင်းကစားရုံတွေအပြင်တခြားငွေရှာလို့ရမယ့်နေရာရှိသေးလားလို့မေးလိုက်ပါတယ်။ Philip ကတော့ Arnab Giants ဘီလူးကြီးများရဲ့ကွင်းပြင်ရှိတယ်လို့ပြောပါတယ်။အရင်ခေတ်ကဘီလူးကြီးတွေလိုပဲအခုလည်းအဲ့ဒီကွင်းတွေထဲမှာအချင်းချင်းတိုက်ခိုက်ကြတာပါ။တိုက်ပွဲမျိုးစားပုံမူတည်ပြီးရရှိမဲ့ငွေကြေးပမာဏကကွာခြားနိုင်ပေမဲ့သူသာကောင်းကောင်းတိုက်ခိုက်နိုင်ရင်တော့တော်တော်လေးများတဲ့ငွေပမာဏကိုရရှိနိုင်မှာပါ။Salman ကစဉ်းစားကန်းဝင်သွားတဲ့အခါကောင်လေးကသူ့ကိုပဲယုံကြည်လိုက်ဖို့ပြောပါတယ်။ဘာလို့လဲဆိုတော့သူဟာ Imperial Military Academy မှာအတော်ဆုံးကျောင်းသားတစ်ယောက်ဖြစ်ခဲ့ဘူးလို့ပါ။ဒါကြောင့်ကျွန်တော်တို့ရဲ့သူရဲကောင်းဟာအဲ့ဒီနေရာကိုသွားကြည့်ဖို့သဘောတူလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူတို့နှစ်ယောက်ဟာလမ်းရဲ့တစ်ဖက်ခြမ်းကစူညံတန်တစ်ခုကိုကြားလိုက်ရပါတယ်။စစ်သားနှစ်ယောက်ဟာကလေးတစ်ယောက်ကိုရန်ပြုစော်ကားနေတာပါအခြေအနေကိုစောင့်ကြည့်နေတဲ့ Simon Salman ကကဘာကြီးပြောင်းလဲသွားပေမဲ့ဘယ်တော့မှမပြောင်းလဲတဲ့အရာတွေရှိနေသေးတယ်လို့တွေးနေမိပါတယ်။အချို့အရာတွေကအချိန်နဲ့အမျှပိုပြီးဆိုးရွားပျက်စီးလာတတ်ပါတယ်။ဒါပေမဲ့သူကတော့အဲ့ဒီလိုမျိုးအဖြစ်ခံမှာမဟုတ်ဘူးမဟုတ်လား။ Simon Salman ကအဲ့ဒီစစ်သားတွေကိုတွားရောက်တာစီဖို့လုပ်နေတဲ့အချိန်မှာပဲတခြားတစ်ယောက်ရောက်လာပါတယ်။ရောက်လာတဲ့မိန်းကလေးကသူတို့ဟာနန်းတွင်အဆောင်တက် Royal Guard တွေမဟုတ်ဘူးလားနိုင်ငံသားတွေကိုကာကွယ်ပေးရမယ့်အစားကလေးငယ်တွေအပေါ်အခုလိုအကြမ်းဖက်နေတာဟာပြောင်းပြန်ဖြစ်နေတယ်လို့မေးခွန်းထုတ်လိုက်ပါတယ်။အဲ့ဒီမိန်းကလေးကိုကြည်ရင်ထဲမှာအဓိကဆက်ဆောင် protagonist ဟာချက်ချင်းအံ့အားသင့်သွားပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီအမျိုးသမီးဟာသူ့ရဲ့ဇနီးတဲ့နဲ့အလွန်တူနေလို့ပါ။ဆက်လက်ပြီးစစ်သားကသူမဟာမင်းသမီးတစ်ပါးဖြစ်နေရင်တောင်မှခုခံနေတာဟာအပေါ်ပဲလို့ပြောပါတယ်။သူမကတော့လူတွေကိုတိရစ္ဆာန်တွေလိုမျိုးနေထိုင်လို့မသင့်တော်တဲ့ပတ်ဝန်းကျင်မှာပိတ်လောင်ထားတာဟာမှန်ကန်သလားလို့ပြန်မေးပါတယ်။သူတို့ဟာသူတို့ရဲ့နိုင်ငံနဲ့မိသားစုကိုဆုံးရှုံးခဲ့ရတဲ့အပြစ်မဲ့ကလေးငယ်တွေသာဖြစ်ပါတယ်။သူတို့မှသာအပြစ်ရှိခဲ့ရင်သူမကိုယ်တိုင်အရင်ဆုံးအပြစ်ပေးခံမှာပါ။ဘော်ကတိုင်းပြည်ရဲ့မင်းသမီးမဖြစ်ခင်ကတည်းကသူမဟာခိုလုံခွင့်တောင်းခံနေရတဲ့ဒုက္ခသည်တစ်ယောက်သာဖြစ်ပါတယ်။အငင်းအခုံတွေကဆက်ဖြစ်နေပြီးအခြေအနေကပိုဆိုးလာတယ်လို့ Philip ကပြောပါတယ်။အဓိကဆက်ဆောင်ကစကားလမ်းကြောင်းလွှဲပြီးအဲ့ဒီအမျိုးသမီးကဘယ်သူလဲလို့မေးလိုက်ပါတယ်။သူမဟာမှုမှတ်တွေရဲ့ဝေဖန်မှုကိုဂရုမစိုက်တာကြောင့်ဘော်ကတိုင်းပြည်မှာတော်တော်လေးနာမည်ကြီးသူဖြစ်တယ်လို့ Philip ကပြောပါတယ်။သူဘာကြောင့်လဲဆိုတာမသိပေမဲ့သူတို့တိုင်းပြည်ပြတ်သုံးသွားပြီလို့ကြားခဲ့ဘူးတာကြောင့်မင်းသမီး Ria Princess Ria ကိုဒီလိုနေရာမျိုးမှာတွေ့ရလိမ့်မယ်လို့တခါမှမထင်ထားခဲ့ပါဘူး။အဲ့ဒီနာမည်ကိုကြားလိုက်ရတဲ့အခါ Salman ဟာအံ့အားသင့်သွားပါတယ်။သူဘလောက်ပဲကြည့်ဒါဟာ Katarina Katarina ပဲလို့သူအသေးချာထင်နေပါတယ်။သူမဟာသူနဲ့တူတူပြန်လည်ဝင်စားလာတာလားလို့တွေးမိပေမဲ့အရင်ကရုပ်ရည်တိုင်းရှိနေဖို့ကတော့မဖြစ်နိုင်ဘူးလို့ယူဆနေပါတယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီမိန်းကလေးကကလေးကိုကူညီဖို့စူးစမ်းပေမဲ့စစ်သားကတော့သူမကိုခွင့်မပြုနိုင်ကြောင်းခွင့်ပြုရင်သူတို့အပြစ်ပေးခံရမှာဖြစ်ကြောင်းပြောပါတယ်။ဒါကိုမြင်လိုက်ရတဲ့အဓိကဆက်ဆောင်ကတော့စစ်သားစီကိုချက်ချင်းပြေးဝင်သွားပါတော့တယ်။ကိုလူကိုထိုးကျိတ်နေရင်းနဲ့သူကအချိန်တွေကုန်လွန်ပြီးကဘာကြီးပြောင်းလဲသွားရင်တော့ဒီလိုမိုက်ကောင်တွေကဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ဘူးလို့တွေးနေမိပါတယ်။အဲ့ဒီအချိန်မှာမိန်းကလေးကတော်လောက်ပြီလို့ပြောလိုက်တော့မှကောင်လေးကချက်ချင်းသတိပြန်ဝင်လာပါတယ်။ဒါပေမဲ့တခြားစစ်သားတယောက်ကတော့ဒါကိုဒီတိုင်းလုပ်ပေးဖို့အစီအစဉ်မရှိပါဘူး။ Philip ကအခြေအနေတွေကိုဝင်ပါလာပြီးသူတို့ရဲ့ Empire ဥပဒေကအသက်တစ်ချောင်းထက်ပိုအရေးကြီးနေလို့လားလို့မေးလိုက်ပါတယ်။အဲ့ဒီတော့စစ်သားအတွက်တခြားရွေးချယ်စရာမရှိတော့ဘဲသူတို့နှစ်ယောက်လုံးထွက်သွားကြရပါတယ်။အချိန်မဆွဲပဲSagun Zeban ကထိုမိန်းကလေးကို Katarinaလို့ခေါ်ပြီးသူမစီအပြေးလွှားသွားကဒဏ်ရာရသွားလားလို့မေးပါတယ်။ဒါပေမဲ့တနာစရာကောင်းတဲ့မိန်းကလေးကဘာကိုမှနားမလဲပဲသူကဘသူလဲလို့ပြန်မေးပါတယ်Salmanကသူမသူ့ကိုမမှတ်မိဘူးလားလို့မေးပေမဲ့သူမကတော့အနာကိုထပ်မတိုးဘူးပြောပါတယ်ကလေးတွေကိုအနိုင်ကျင့်နေတဲ့အဆောင်တွေနဲ့သူ့ကြားမှာဘာကွာချလို့လဲလို့သူမကပြန်မေးပါတယ်ပိုအရေးကြီးတာကသူဟာသူမကိုတခြားတစ်ယောက်နဲ့မားနေပုံရပြီးသူမနာမည်က Katarina မဟုတ်ပဲ Ria ဖြစ်ကြောင်းပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲ Phillips ကအရာအလုံးကိုရှင်းပြဖို့ရောက်လာပါတယ်။ Salman ကတော့ဘာစကားမှမပြောဘဲတိတ်ဆိတ်စွာကြံ့ရစ်ခဲ့ပြီးသူမဘယ်တော့မှပြန်မလာတော့ဘူးဆိုတာသိနေရတဲ့တယောက်တည်းနှစ်ပေါင်းများစွာဘလို့တောက်ခံခဲ့ရလဲဆိုတာကိုပြန်တွေးကစဉ်းစားခန်းဝင်နေပါတယ်။ဒါတော့မှသူတို့နှစ်ယောက်ရုပ်ချင်းစင်နေုံလေးနဲ့သူကဒီလိုပြဿနာတွေအကုန်ရှာမိခဲ့တာပါ။အဲ့ဒီအချိန်မှာပဲအဖိုးအိုတယောက်ပေါ်လာပြီးမင်းသမီးကဒီမှာဘာလုပ်နေတာလဲလို့မေးပါတယ်။သူမကအဆောင်တွေကိုထပ်ပြီးရန်ဖြစ်နေတာမျိုးတော့မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။အဲ့ဒီနောက်မှာတော့သူမဘေးမှာရက်နေတဲ့သူတွေကဘသူတွေလဲလို့မေးပါတယ်။အခြေအနေကတိတ်မကောင်းတာကြောင့်သူတို့အနေနဲ့မင်းသမီးနာကိုတိတ်မကပ်ဖို့တောင်းဆိုပါတယ်။အဲ့ဒီခါSalmanကဒါတွေကအတိတ်ပဲမရှိတာတွေလို့ပြောပါတယ်။သူအခြေအနေကိုမှားယွင်းနားလည်ခဲ့တဲ့ဆိုရင်တော့သူကူညီခဲ့တယ်ဆိုတဲ့အချက်ကတော့ပြောင်းလဲမသွားပါဘူး။သူကဘာကျိုးမြတ်ကိုမှမျှော်လင့်ပြီးလုပ်ခဲ့တာမဟုတ်ပါဘူး။ဒါပေမဲ့အ ਨੇ ဆုံးတော့ကျေးဇူးတင်စကားလေးတစ်ခွန်းလောက်ပြောတင်တယ်မဟုတ်လား။အဲ့ဒီအချက်မှာတော့သူပြောတာမှန်ပါတယ်။အဲ့ဒီနောက်မှာတော့ကောင်လေးကဂယုမဆိုင်ဟန်နဲ့မျက်နှာလွှဲသွားပြီးအဖိုးအိုကတော့သူတို့ကိုသွားခိုင်းလိုက်ဖို့ပြောပါတယ်။ခဏအကြာမှာတော့ Arnab Giants မှာနောက်ထပ်အဲ့ဒီမှာထောင်နဲ့ချီတဲ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ဇလိုက်နဲ့ Phillips တို့ကအဝေးကနေကြည့်နေကြတာပါ။အဲ့ဒီနောက်ကွင်းလယ်ကောင်မှာအနိုင်ရရှိသူကိုကြီးညာခဲ့ပါတယ်။သူလောင်းကြီးထက်တာနောက်တစ်ချိန်ထပ်မံသွားပြီလို့ Philip ကပြောပါတယ်။အခုလိုသာဆက်ဖြစ်နေမယ်ဆိုရင်သူတို့ရဲ့အကျွေးတွေအားလုံးကြေသွားမှာဖြစ်ပြီးချမ်းသာလာနိုင်မှာပါ။အဲ့ဒီအခြေအနေကြားမှာSalmanကတော့ဒါတွေအားလုံးဟာတကယ်ကိုလွယ်ကူလုံးနဲ့လို့တွေးနေပါတယ်။ဘီလူးကြီးတွေ Giants ဟာကိုလိုင်ကုံမော်ပညာပေါ်အခြေခံထားတာဖြစ်ပြီးသူတို့ရဲ့မာနာမန်စီးဆင်းမှုကိုမြင်နိုင်တဲ့အတွက်Salmanကဘယ်သူနိုင်မလဲဆိုတာကိုအလွယ်တကူဆုံးဖြတ်နိုင်ပါတယ်။အဲ့ဒီနောက်ထပ်တိုက်ပွဲတစ်ခုစတင်တော့မဲ့အချိန်မှာ
အဲ့ဒီကဘီလူကြီးကတခြားဟာတွေနဲ့မတူပဲကွဲပြားနေပါတယ်ဆာမန်ကအရာအလုံးကိုတိတ်တဆိတ်စောင့်ကြည့်နေပါတယ်တခြားဂိတ်တကားပွင့်လာတဲ့အခါမှာတော့ပိုသေးငယ်တဲ့ဘီလူတစ်ကောင်ထွက်လာပြီးဇက်လိုက်ကမယုံနိုင်စရာကောင်းတော့အောင်ပဲအဲ့ဒီကောင်ပုံမှာအကုန်ပုံအော်ပြီးလောင်းကြီးထပ်ဖို့ပြောလိုက်ပါတယ်ဖိလစ်ကတော့ဘာကူမှနားမလည်နိုင်ဖြစ်နေပါတယ်ဆာမန်ကအဲ့ဒီဘီလူကြီးစီမှာတခုခုထူးခြားတာကိုမြင်နေရတယ်လို့ပြောပါတယ်မိနစ်အနည်းငယ်ကြာတဲ့အခါမှာတော့တကယ်ပဲအဲ့ဒီဘီလူအသေးလေးဟာတိုက်ပွဲမှာကြက်ကြက်ခံနိုင်ုံတင်မကပဲမယုံနိုင်စရာကောင်းတော့အောင်တံပြန်တိုက်ခိုက်မှုတွေတောင်လုပ်နေပါတယ်အဲ့ဒီနောက်မှာတော့ပစိန်ကင်ထားတဲ့ဘီလူကြီးကသူဟာအပျော်တမ်းသမားတစ်ယောက်ပဲလို့ထင်ခဲ့ပေမဲ့အခုတော့ကျွမ်းကျင်မှုအချို့ရှိနေတာကိုမြင်လိုက်ရပြီလို့ပြောပါတယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲအဲ့ဒါကမလုံလောက်သေးပါဘူးဖိလစ်ကအဝေးကနေတိုက်ပွဲကိုကြည့်ရင်အဲ့ဒီဘီလူကရှုံးတော့မယ်လို့ထင်နေပေမဲ့ဆာမန်ကတော့တခြားဘီလူကမာနာပိုင်းဆိုင်ရာမှာအသာစီးရနေတယ်လို့ယူဆပါတယ်သူတို့ဘာတွေတွေးနေလဲဆိုတာကိုသူသိချင်နေပါတယ်ဘာလို့လဲဆိုတော့သူတို့ဟာမာနာကိုလုံးဝအသုံးမပြုနေလို့ပါဘီလူကြီးဟာမြေပြင်ပေါ်မှာလဲကျနေပြီးတိုက်ခိုက်တာကိုခံရတော့မယ့်အချိန်မှာပဲသူဟာမာနာကိုစတင်အသုံးပြုလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးဘီလူကြီးဟာပျောက်ကွယ်သွားပါတယ်တရဝါကြီးကခုန်တက်သွားပြီးမော်ဝိုင်းကိုဆင့်ခေါ်ကတခြားဘီလူကြီးစီကိုမီးရှံတွေနဲ့ပစ်ခတ်လိုက်ပါတယ်နောက်ဆုံးမှာတော့သူအသာစီးရသွားပြီးမကြခင်မှာပဲအနိုင်ရရှိသူအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်ဖိလစ်ကတော့သူဟာတစ်ချိန်လုံးယုံကြည်ခဲ့တာပါလို့ပြောပါတယ်ဇက်လိုက်ကတော့သူတို့တကယ်ပဲမော်ပညာကိုသုံးခဲ့တာလားလို့အံ့ဩတကြီးမေးပါတယ်ဒါဟာမဖြစ်နိုင်ဘူးလို့သူထင်ခဲ့တာပါဖိလစ်ကအဲ့ဒီဘီလူကြီးကိုမောင်းနေသူဟာကာရင်ကယ်ရန်လို့အမည်ရပြီးသူမဟာလူနစ်စစ်တီတော့ရိုနစ်ကနိုက်တယောက်ဖြစ်နိုင်တယ်လို့ပြောပါတယ်ဘီလူကြီးတွေမော်ပညာသုံးတာကိုမြင်ရခဲ့ပေမဲ့လောင်းကြီးတွေမြင့်တင်မှုအတွက်သူတို့ရဲ့အစွမ်းတွေကိုဖုံးကွယ်ထားတာဖြစ်ရပါမယ်ဒါပေမဲ့စာမန်အတွက်တော့လက်နက်တွေကနေတဆင့်မော်ပညာအသုံးပြုတဲ့ theory ကိုသူကိုယ်တိုင်ဖော်ထုတ်ထားတာဖြစ်လို့ဒါတွေကအရေးမကြီးပါဘူးအဲ့ဒီနီလန်ဟာဘလောက်ပဲအချိန်တွေကုန်လွန်ပါစေတခြားဘယ်သူမှတူပတ်လို့မရနိုင်ပါဘူးနောက်ဆုံးမှာတော့အနက်ရောင်မော်ပညာ Dark Magic ကိုအသုံးပြုပြီးအဆုံးသတ်သွားခဲ့ပါတယ်။အဲ့ဒီနောက်ဆာမန်ဟာဘီလူတွေရဲ့တိုက်ပွဲမှာရှိနေစေဖြစ်ပြီးဖိလစ်ကတော့စကားတွေမရက်မနာပြောနေပါတယ်။ဆာမန်ကသူဟာအလုရှုံနေပြီးဖိလစ်ကတိတ်ပြီးအထောက်အကူမဖြစ်ဘူးလို့ပြောပါတယ်။တခြားတစ်ဖက်မှာတော့အဖိုးအိုတယောက်ကသူမအနေနဲ့စိတ်ပြောင်းနိုင်သေးကြောင်းဒီလိုဘလူးကြီးမျိုးနဲ့တွားတိုက်ဖို့ဆိုတာမဖြစ်နိုင်ကြောင်းပြောနေပါတယ်။မယုံနိုင်စရာပဲဟိုဘက်အချမ်းမှာရှိနေတာကမင်းသမီးရိတ်နဲ့ဖြစ်နေပါတယ်သူတို့နှစ်ယောက်ကတော့စောင့်ကြည့်နေကြတော့မှပဲအဖိုးအိုကသူမကိုဘာလို့ဒီလိုမျိုးစိန်ခေါ်ပွဲကိုလက်ခံခဲ့တာလဲလို့မေးပါတယ်ဘာလို့လဲဆိုတော့သူမရှုံးနေသွားရင်နေစားကြီးခေါင်းနဲ့လက်ထက်ရမှာဖြစ်လို့ပါဒါဟာပေါ့ပေါ့တန်တန်ချမှတ်နိုင်တဲ့ဆုံးဖြတ်ချက်မဟုတ်ပါဘူးဒါပေမဲ့သူမကတော့ဒီရွေးချယ်မှုကိုတေချာစဉ်းစားပြီးမှလုပ်ခဲ့တာလို့ပြောပါတယ်အကယ်၍သူမတလက်မခံခဲ့ရင်ဒုက္ခတဲ့အများပြားအသက်ခံရပြီးမျက်မှောက်ကျရမှာပါတနည်းအားဖြင့်ပြောရရင်လူတိုင်းကိုကယ်တင်ဖို့အတွက်ဒါဟာတစ်ခုလေးသောနည်းလမ်းပါပဲအဲ့ဒီမှာသူတို့နှစ်ယောက်အငင်းပွားနေကြပြီးပျက်စီးနေတဲ့ဘီလူရုပ်ကြီးနဲ့တိုက်ခိုက်တာဟာနိုင်ဖို့အတွက်မလုံလောက်ဘူးလို့အဖိုးအိုကပြောပါတယ်မင်းကဒုက္ခသည်တွေကိုကာကွယ်ခြင်းစိတ်ပြင်းပြနေပေမဲ့ကိုယ့်အသက်ကိုတော့တန်ဖိုးမထားဘူးလို့ဆိုပါတယ်အဲ့ဒီနောက်မှာတော့ဆမ်ကစိတ်မဝင်စားတော့ပဲသူတို့ဒီကနေထွက်သွားတင်ပြီလို့ပြောပါတယ်လမ်းလျှောက်သွားရင်းနဲ့သူမဟာခက်ထိုင်တာမဟုတ်တာသိချတယ်ဒါကြောင့်ဒီကိစ္စမှာပါဝင်ပတ်သက်နေဖို့မလိုဘူးမဟုတ်လားလို့သူကမေးပါတယ်ဒါပေမဲ့အဖိုးအိုကတော့သူမဟာကိုရောင်းစားနေတာပဲလို့ပြောပါတယ်မင်းသမီးသားမရှိရင်ဒုက္ခသည်တွေဟာအကူအညီမဲ့သွားပါလိမ့်မယ်ပြီးတော့မာနာကြောင့်မန်နက်စတုန်းကိုအပြီးအပိုင်စားမထိုးနိုင်တဲ့၍အဲ့ဒီဘီလူရုပ်ကြီးကအလုတ်လုံနိုင်မှာမဟုတ်ပါဘူးသူမအနေနဲ့အဖိုးအိုရဲ့စကားကိုနားထောင်တင်ပါတယ်ဒါကိုသူမသိထားကြောင်းပြောပေမဲ့မကြိုးစားကြည့်ပဲနဲ့တော့အရှုံးမပေးနိုင်ဘူးလို့ဆိုပါတယ်ဘာလို့လဲဆိုတော့သူမသားမကြိုးစားပဲရှုံးသွားရင်အားနည်းသူတွေကိုကာကွယ်ပေးမဲ့သူရှိတော့မှာမဟုတ်လို့ပါအဲ့ဒီအချိန်မှာပဲဆမ်ကစကားနဲ့ဝင်ပြောပြီးမာနာကြောင့်နဲ့ဘီလူရုပ်ကြီးကအသုံးပြုလို့ရနိုင်သေးကြောင်းပြောကကြီးခွင့်ပြုဖို့တောင်းဆိုပါတယ်အဖိုးအိုကတော့ဒါဟာတိုက်ဆိုင်လုံးနေပြီးသူတို့ဟာနေစားကြီးလွတ်လိုက်တဲ့လူသက်သမားတွေဖြစ်နိုင်တယ်လို့တန်တရားဝင်ကမင်းသမီးနဲ့ဝေးနေဘူးချက်ချင်းပြောပါတယ်အဲ့ဒါကိုကြားတော့ဇက်လိုက်ကစိတ်တူသွားပြီးဖိလစ်ကသူဟာဟွာမီသားစုရဲ့15ဆက်မြောက်အနွယ်ဝင်ဖြစ်ကြောင်းပြောပြပါတယ်ဒါတော့မှအဖိုးအိုကတန်တရားမပြေပဲသူတို့ကိုဘယ်လိုယုံရမလဲလို့မေးနေပါသေးတယ်ဒါပေမဲ့မင်းသမီးတွေကအဖိုးအိုကိုဖယ်ပေးဖို့ပြောပြီးအရင်ကတွေ့ဆုံခဲ့မှုအတွက်တောင်းပန်ပါတယ်။သူမအခြေအနေအလုံးကိုကြားသိပြီးဖြစ်ကဝန်ခံရရင်အရှက်ရစရာဖြစ်ပေမဲ့သူတို့မှရွေးချယ်စရာတိတ်မရှိတော့ပါဘူး။ဒါကြောင့်သူမကအကူအညီတောင်းချင်ပြီးဆမ်မန်ကလည်းသူ့ရဲ့စွမ်းရည်အချို့ကိုပြသဖို့အစဉ်သင့်ဖြစ်နေပါတယ်။နောက်ဆုံးမှာတော့ငါတို့ရဲ့ကောင်လေးဟာဘီလူရုပ်ကြီးတဲ့ကိုရောက်သွားပြီးစပင်နီနဲ့လူကဘီလူရုပ်တွေကိုဘယ်သူမှမဆိုပြင်နိုင်တာမဟုတ်ဘူးလို့ပြောပါတယ်။သူကဘီလူရုပ်ကြီးကိုပို့ပြီးတော့တောင်ပျက်စီးအောင်လုပ်မိပါလိမ့်မယ်လို့ဆိုပါတယ်။အဲ့ဒီအချိန်မှာဖိလစ်ရောက်လာပြီးလောင်းကြီးထပ်မလားလို့မေးပါတယ်။သူ့ရဲ့တခင်လေးကဘီလူရုပ်ကြီးကိုလွယ်လွယ်ကူကူပြင်နိုင်တယ်ဆိုတာကိုပြီးဆိုတစ်ဆက်သူညနဲ့လောင်းပါတယ်။သူတို့၃ယောက်အဲ့ဒီမှာအခြေတင်ဖြစ်နေကြပါတယ်။မကြခင်မှာပဲမင်းသမီးတွေကသူမဇက်လိုက်ကတခုခုသိနိုင်မလားဆိုပြီးကြည်ရင်ဘီလူရုပ်တွေကိုပြင်တဲ့နေရာမှာတုံးတဲ့ကရိယာလားလို့သူမကမေးပါတယ်အဲ့ဒီအချိန်မှာပဲဇက်လိုက်ကသူ့လက်ကိုတူလိလိုက်တာကြောင့်ဘယ်သူမှဘာဖြစ်သွားမှန်းနားမလည်လိုက်ကြပါဘူးကောင်လေးကသူတို့ကိုငြိမ်ငြိမ်လေးစောင့်ကြည့်ပေးဖို့နဲ့သူ့ရဲ့ကောင်းချီးပေးထားတဲ့မော်ပညာကိုရွတ်ဖတ်နေဖို့တောင်းဆိုပါတယ်အဲ့ဒီခဏမှာပဲချက်ဝတ်တစားပေါ်မှာမော်ဆက်ဝိုင်းတစ်ခုပေါ်လာပါတယ်အဲ့ဒီနောက်မှာဆမ်မန်ရဲ့အတိတ်ကပုံရိပ်တွေပေါ်လာပြီးသူ့ရဲ့ကိုလမ်ကိုဒီလိုနေရာမျိုးအထိတကယ်ပဲကျဆင်းသွားခဲ့တာလားလို့မေးပါတယ်သူတို့ဟာရန်သူတွေကိုမရဲပြည်တဲ့အထိဆွဲခေါ်သွားနိုင်တဲ့မတိမျိုးတရဝါတွေဖြစ်ကြပြီးသူ့ရဲ့ခေါ်ယူမှုကိုနောက်တစ်ကြိမ်ပြန်ထူဖို့အမိန့်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကိုလမ်အားလုံးချက်ချင်းထကြွလာပြီးလက်ရှိအချိန်ကိုပြန်ရောက်လာကြပါတယ်ဘီလူရုပ်ကြီးကလည်းပြန်ပြီးအလုပ်လုပ်လာပါတယ်
ဖြစ်ပျက်သွားတာကိုဘယ်သူမှမယုံနိုင်အောင်ဖြစ်နေကြပြီး Raya ကတော့တည်နေတဲ့မော်ပုံဆောင်ကဲ Magic Crystal ကိုသူပြန်ရှင်တန်အောင်လုပ်နိုင်ခဲ့တာကိုမယုံနိုင်အောင်ဖြစ်နေပါတယ်။သူမရဲ့ဘဝမှာဒီလိုမော်ပညာမျိုးရှိတယ်ဆိုတာတခါမှမကြားဘူးခဲ့တယ်လို့တစ်ကမ္ဘာလုံးကလည်းဒီဖြစ်ရဲ့ကြောင့်အံ့သင့်သွားကြမှာသိချပါတယ်။ကောင်လေးကဘီလူရုပ်ပေါ်ကနေဘာမှမဖြစ်ခဲ့တယ်လို့မျိုးဆင်းလာပါတယ်။စပင်နီနဲ့လူကတော့ဒါဟာတခုခုလှည့်စားထားတာဒါမှမဟုတ်အောက်လမ်းမော်ပညာသုံးထားတာဖြစ်နိုင်တယ်ဆိုပြီးတန်တရားဝင်နေတော့မှာပဲ။အဲ့ဒါကိုကြားတော့ Philip ကဒေါသထွက်သွားပြီးဝါမီသားစုရဲ့တူးရဲသောအမွေဆက်ခံသူကအောက်လမ်းမော်ပညာသုံးနေတယ်လို့ဆိုလိုတာလားဆိုပြီးမေးပါတယ်တခြားရွေးချယ်စရာမရှိတော့တာကြောင့်ငါတို့ရဲ့ကောင်လေးကဒါဟာလှုပ်ဝက်ချက်ဖြစ်ကြောင်းရှင်းပြပါတယ်ဒါဟာနှစ်ပေါင်း900နီးပါးဖုံးကွယ်ထိန်းသိမ်းထားတဲ့အလွန်လှုပ်ဝက်လာတဲ့နီးစနစ်တစ်ခုလို့ဆိုပါတယ်စပင်နီနဲ့လူကဘလို့သားသမားမိသားစုမျိုးကလှုပ်ဝက်မော်နီးစနစ်ရှိနေတာလဲလို့မေးပါတယ်ဒါပေမဲ့ Rainer ကတော့ဒါတွေကအရေးမကြီးတော့ဘူးအောက်လမ်းမော်ပညာပဲဖြစ်ဖြစ်သူဟာအသက်ပေါင်းများစွာကိုကယ်တင်ခဲ့တာပဲလို့ပြောပါတယ်သူ့ကိုဘလို့ကျေးဇူးဆက်ရမလဲမသိပေမဲ့ကျေးဇူးတင်ကြောင်းနဲ့အရင်တစ်ခေါက်ကဖြစ်ခဲ့တာတွေအတွက်တောင်းပန်ချင်တယ်လို့ပြောပါတယ်အရာအားလုံးအဆင်ပြေသွားပြီးနောက်မှာတော့မိန်းကလေးကသူ့မကြောင့်သူဒဏ်ရာရသွားတာဖြစ်လို့အ ਨੇ ဆုံးတော့ဒဏ်ရာတွေကိုဆေးထည့်ပေးခွင့်ပြုဖို့ပြောပါတယ်အရှက်မရှိတဲ့ဇက်လိုက်ကတော့စိတ်ကြိုက်တာလုပ်ပါလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲနောက်တစ်ယောက်ပေါ်လာပြီးအန်ဝါဆိုတဲ့သူ့ရဲ့ကောင်းကိုဘယ်မှရှာမတွေ့ဘူးလို့ပြောပါတယ်အဲ့ဒီနောက်မှာတော့မြင်ကွင်းကတခြားတနေရာကိုပြောင်းသွားပြီးမင်းသမီးမှာအသုံးချလို့ရတဲ့သူ့ရဲ့ကောင်းတစ်ယောက်မှမရှိတော့ဘူးလို့စစ်သားတစ်ယောက်ကပြောပါတယ်သူတို့ဘီလူရုပ်ကြီးကိုတနေ့နေ့နဲ့ပြင်နိုင်ခဲ့ပုံရပါတယ်။စပင်ရွှေရောင်တဲ့လူကသူတို့ရဲ့ဘီလူရုပ်ကြီးကနှိုးလို့မရဘူးလို့ပြောခဲ့တာမဟုတ်လားလို့မေးပါတယ်။ကျမ်းပြင်ပေါ်ကတနာစရာကောင်းတဲ့လူကတော့အကြီးအကျယ်တောင်းပန်နေပါတယ်။သူဟာကြီးလေးတဲ့အမှားတစ်ခုလုံးမိခဲ့တာဖြစ်ပြီးအလုတ်ထုတ်ခံရမှာတေချာနေပါတယ်။အဲ့ဒီနောက်စပင်ရွှေရောင်တဲ့လူကတခြားဘာဖြစ်နိုင်ခြင်းမှမရှိတော့ဘူးလားလို့မေးပါတယ်။နောက်ဆုံးတော့မင်းသမီးတွေကသူ့ပိုင်လုံးလုံးလျားလျားဖြစ်မလာနိုင်စရာအကြောင်းမရှိပါဘူး။မကြခင်မှာပဲလူတိုင်းဟာဘယင်စနစ်ရဲ့အရှင်သခင်ကဘယ်လိုလူမျိုးလဲဆိုတာသိလာကြပါလိမ့်မယ်။မြင်ကွင်းကဘီလူရုပ်များတိုက်ခိုက်ရာကွင်းပြင်သို့ပြောင်းလဲသွားပြီးအစီအစဉ်တင်ဆက်သူများကမင်းသမီးဝေနှင့်နေစားကြီးခေါင်းတို့အကြားရှင်ပြိုင်မှုကိုမိတ်ဆက်ပေးနေကြသည်နေစားကြီး၏ဘီလူရုပ်မှာတကိုယ်လုံးချက်ဝတ်တစားများဖြင့်စီရင်ထားပြီးအလွန်အမင်းအထင်ကြီးစရာကောင်းနေသည်သို့တော်လည်းအခြားတစ်ဖက်တွင်မူကျန်သောဘီလူရုပ်များမှာပေါ်မလာသေးပေပွဲကြီးစဉ်ပေါ်ရှိလူတိုင်းမှာစိုးရိမ်လာကြပြီးသူတို့၏လောင်းကြီးငွေများကိုပြန်ပေးရန်အော်ဟစ်တောင်းဆိုနေကြသည်မိမိကိုယ်ကိုယုံကြည်မှုလွန်ကဲနေသောနေစားကြီးမှမူသူနိုင်သွားပြီဟုပင်ထင်မှတ်နေသည်အဲ့ဒီခဏမှာပဲအတိတ်ပုံရိပ်တစ်ခုပေါ်လာပြီးပဲ့ကန်ရှင်ဖီလတ်မရှိတော့သည့်အတွက်လူတိုင်းမှာစိုးရိမ်နေကြသည့်အရေးကြီးသောအခိုက်အတန့်မျိုးတွင်သူတို့မှာတစ္ဆာဖောက်ခံခဲ့ရခြင်းဖြစ်သည်ထို့နောက်တွင်ဆဲမန်ကအကယ်၍မင်းသမီးအနေဖြင့်မပါဝင်နိုင်ပါကနေစားကြီးနှင့်လက်ထပ်ရမည်ဖြစ်သောကြောင့်ထိုကိစ္စအတွက်သူကူညီပေးနိုင်လိမ့်မည်ဟုယုံကြည်ကြောင်းပြောသည်ဝေကသူဘလို့ကူညီနိုင်မလဲဟုမေးသည့်အခါဖီလတ်ကသူသည်ဆဲမန်ကိုမယုံကြည်ခြင်းမဟုတ်တော့လဲနောက်ဆုံးအကြိမ်ဘီလူရုပ်ကိုမောင်းနှင်ရန်စူးစမ်းစဉ်ကဖြစ်ပျက်ခဲ့သည်များကိုမမေ့သေးကြောင်းပြောသည်သို့တော်လဲကောင်လေးကစိတ်မပူရန်ပြောလိုက်သည်လက်ရှိအချိန်သို့ပြန်ရောက်လာသောအခါချက်ဝတ်တစားဝတ်ထားသောဘီလူရုပ်ကြီးနောက်ဆုံးတွင်ပေါ်လာသည်ရောက်တက်နေသောနေစားကြီးမှာဒေါသထွက်သွားပြီးမင်းသမီးဘက်တွင်ပဲ့ကန်ရှင်မကြံတော့ဟုမပြောခဲ့ဘူးလားဟုမေးသည်သူ့ဘေးမှတနာစရာကောင်းသောလူကသူတေချာပေါက်တိထားခဲ့သည်ဟုပြောသောကြောင့်မင်းသမီးသည်အခြားတစ်ယောက်ကိုငှားရမ်းလိုက်ခြင်းဖြစ်နိုင်သည်သို့တော်လည်းထိုသူသည်ဤတိုက်ပွဲ၏အရေးကြီးပုံကိုသိထားမည်မဟုတ်ဟုသူကယုံကြည်နေသည်နေစားကြီးနေမြေအတွင်းမင်းသမီးဘက်မှရဲရဲဝံ့ဝံ့ရက်တည်ပေးမိသူရှိနေသည်မှမယုံနိုင်စရာပင်ဖြစ်သည်ပွဲကြီးစင်ပေါ်တွင်မူအဖိုးအိုနှင့်မင်းသမီးတို့မှအချိန်မီရောက်ရှိလာသည့်အတွက်စိတ်သက်သာရာရသွားကြသည်အပေါ်ယံကြည့်ုံဖြင့်ပင်ဘီလူရုပ်များ၏စွမ်းဆောင်ရည်ကွာခြားချက်မှာအလွန်ကြီးမားလာသည်သို့တော်လည်းတစ်ဖက်မှပဲ့ကန်ရှင်မှလည်း Lemon နယ်မြေ၏ချန်ပီယံတဦးဖြစ်နေပြန်သည်ဒီအပိုင်းလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ထပ်အပိုင်းတွေကိုဆက်ကြည့်ချင်သေးရင်တော့ subscribe နဲ့ like လေးလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်